ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ27 media မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့27 media မှာရရှိနိုင်တဲ့လက်ဆွဲကြိုးတွေနဲ့ကျွန်တော်တို့ပြုလုပ်ပေးထားတဲ့လက်ဆွဲကြိုးနဲ့ကျွန်တော်ကမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့လက်ဆွဲကြိုးမှာဆိုရင်ကျွန်တော်တို့က site အနေနဲ့ကတော့3 site လာပါတယ်ဒီ site ကတော့ကျွန်တော်တို့က 2.5 cm site လို့ခေါ်ပါတယ်ဒီ site 3 site ကတော့အတူတူပါပဲ site အနေနဲ့ကဒါကတော့လက်ဆွဲကြိုးထဲမှာဆိုရင်အသေးဆုံး site ဖြစ်တဲ့ကျွန်တော်တို့ 1.5 cm site ပဲဖြစ်ပါတယ်လက်ဆွဲကြိုးတွေရဲ့အရှည်ကတော့အားလုံးကအတူတူပါပဲဟုတ်ကဲ့အားလုံး site တွေကတော့အတူတူပါပဲဒါမျိုးလက်ဆွဲကြိုးတစ်ကြိုးကိုမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့3000ကျပ်ဖြင့်မှာယူနိုင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့2.5 cm ကိုခြေကောင်းကတော့ကျွန်တော်တို့စတီးခြေကောင်းနဲ့အသုံးပြုပေးထားပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဒါကတော့ 2.5 cm ပါပဲသူကလည်းလက်ဆွဲကြိုးတစ်ကြိုးလေး2800ကျပ်ဘာဖြစ်လို့လဲဆိုတော့သူကကော်ခြေကောင်းဖြစ်သွားတဲ့အတွက်ပါဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်လက်ဆွဲကြိုးကတော့ဒါကကျွန်တော်တို့1.5 cm size ပဲဖြစ်ပါတယ်ဒီလက်ဆွဲကြိုးကတော့တကြိုးလင်းကျွန်တော်တို့2500ကျပ်ဖြစ်ပါတယ်သူကလည်းကော်ခြေကောင်းနဲ့ဖြစ်သွားတဲ့အတွက်ပါဟုတ်ကဲ့ကျွန်တော်တို့ယခုလိုမျိုးလက်ဆွဲကြိုးတွေကိုလူချင်းမင်းတို့အနေနဲ့ကိုကြိုက်နေတဲ့ဒီဇိုင်းတွေကိုယ့်ရဲ့ logo တွေနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဖြစ်ဖြစ်ဝန်ထမ်းတွေအတွက်ပဲဖြစ်ဖြစ်လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်ကျောင်းတွေအတွက်ပဲဖြစ်ဖြစ်လူချင်းမင်းတို့အနေနဲ့မှာယူနိုင်မှာဖြစ်ပါတယ်အရေးအတွက်ကိုတော့ကျွန်တော်တို့အနည်းဆုံးကျိုး20ရာနေစတင်ပြီးတော့မှာယူနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်